tu mía bu tete long long ni da ko bu ne so 2 lọလောက်ကြည့်သမ်းပါ မှန်ပါဗျာဟုတ်ပါမယ်ဗျာ သူများဘူးတော့တက်လုံးထင်တယ် မှန်ပါဗျာ တက်လုံးနော် မှန်ပါဗျာ သူများဘူးကြည့်တယ်လို့ မှန်ပါဗျာ ဟုတ်နော် မှန်ပါဗျာ ဟင်သူများဘူးကြည့်တယ်ကိုဖို့ရှိသေးဘူး မှန်ပါဗျာ ဟုတ်နော် ဟုတ်ပါတယ်ဗျာ ကိုဖို့2 လလောက်တာကိုရောစိတ်ရော မှန်ပါဗျာ သူဟိုရိတ်တာမှာဟိုတရားထိုင်နေတဲ့ပုဂ္ဂိုလ်ဆိုရင်သူကအများအားပြောတယ်လာခဲ့စုံတွဲလာခဲ့တယောက်ထက်မလာခဲ့နဲ့ မှန်ပါဗျာ ညာတော့အပြည့်ယုံကြည်သားစခန်းပို့ပြီးစိတ်ကအိမ်ပြန်တတ်တယ် မှန်ပါဗျာမှန်ပါဗျာ ဟင်ဟုတ်ဗျာ မှန်ပါဗျာ စုံတွဲလာခဲ့တယ် မှန်ပါဗျာရုံးနေမှာ အဲ့ဗျာ မှန်ပါဗျာ ဟင်စိတ်ကလည်းထက်မှရတာဟင်ထက်မှရတာထက်မှရတာ မှန်ပါဗျာ ဟုတ်ဗျာမတော်ဘူးတဲ့လမ်းသွားရပါဟင်ပြီးတော့ကိုကအကောင့်ထင်တာကိုကအပြက်ပြတာ မှန်ပါဗျာ ဟင်ကိုကအမြဲကိုလူကျင်တာကိုကမမြဲတာပြမှာ မှန်ပါဗျာ ကိုကပိုင်ကျင်တာကိုကမပိုင်တာပြမှာအဲဒီမှာတရားနဲ့ကျွတ်တူနဲ့အဲဒီမှာအငင်းညမှာဟုတ်ဗျာငင်းလိုက်တာဟုတ်မှာဗျ မှန်ပါဗျာ ဟင်ဒီသားထဲမှာကိုတရားမမှုအများကြီးရှာလာတာ မှန်ပါဗျာ ဟင်ဒါတော့မှုတရားမမှုဖြစ်တယ် မှန်ပါဗျာ ဟင်တရားမမှုအများကြီးလာမှတင်တယ်ဟုတ်ကလားဗျ ဟုတ်ပါဗျာ တရားမမှုပြတရားမမှုပြအငင်းခုံဆိုတာတရားမတင်တယ် ဟုတ်ပါဗျာ ဟင်တို့ကငါရှိတယ်ဟိုကနာမရူပပရိသရညာတော့ယုတ်တချမ်းနန်တချသွားပြီအဲ့ဒါဘယ်မလို့မင်းဆို ရှိပါဗျာ အဲ့လားဟင်အဲ့ဒါမကျင်နာဘူးတို့ကတက်လုံးငါတုံးထားကိုမှကြည့်တော့ထိတခြားတိတခြားထိတာလဲသူ့လို့သူ့လို့တိတာလဲသူ့လို့သူ့လို့ မှန်ပါဗျာဟုတ်ပါဗျာ အဲ့တော့တို့ကငါဆိုမကျင်နာဘူးအဲ့ဒီနာမရူပပရိသရညာကနေပစ္စယတခါနေပုဂ္ဂိုလ်ဟာအများအားမျက်နှာကြည့်လိုက်ဒေါသဝမ်းနေမျက်နှာနင်းနေသူကျင်မကျင်နာပဲ မှန်ပါဗျာ သူခံနေရကငါဒီမှာတကယ်ကြည့်တော့ငါမှမရှိတာသူမှပေါ့လေဟိုတရားရုံးမှာပထမမှုစုံသွား စေကွာ တရားရုံးမှာတရားမှုမှာပထမမှုသူစုံသွား ရှုံးပါဗျာ ဟင်အဲ့ဒီမှာလည်းရှေ့တိုးကြည့်တော့မှထိတာနဲ့တိတာနဲ့အပြန်အလှန်ကြီးစုပြတာသွားပစ္စယပြိတာဒါကြီးမင်းငါဆိုတာဘယ်မှာပါလို့တော့ဟင် မှန်ပါ ဒါကြီးမင်းငါပဲမလို့ထိတာလေးနဲ့တိတာလေးနဲ့အပြန်အလှန်ကြီးစုပြတာလေကြာပြန်လာကြီးစုပြတာမဟုတ်လား မှန်ပါဗျာ ဟင်ဘောကလာမတိခင်ကတိကျင်တာတွေကရှေ့တိုးလာတယ်ဒါပြီးမှထိလိုက်ရတယ်ထိပြီးမှထိတဲ့ကြောင့်ပြန်တိတယ်ဟုတ်နော်မတိခင်တိစိတ်ကလေးကရှိဟိုရှူခြင်းတဲ့စိတ်ကလေးကရှိဒါပြီးမှရှူလိုက်ရှိဒါပြီးမှရှူတဲ့ကြောင့်တိပြီးအဲဒီမှာအပြန်လာစိတ်ဦးဆောင်လို့ဟိုရုပ်ဖော်ပြန်ရတယ်ရုပ်ဖော်ပြန်လို့စိတ်ပြန်တိပြီးဟုတ်ကလား ဟုတ်ပါဗျာ အဲဒီမှာပြောကြတဲ့စကားရှိတယ်ကျက်ဦးနဲ့ကျက်ကောင်ဘယ်ကစတယ် မှန်ပါဗျာ ပြောပြဟင် ကျဲဝင် ချက်ကောင်မရှိပဲတဲ့အဲ့ဘယ်လိုပြော ဟုတ်လား တပတ်လေဗျာ တပတ်လေတပတ်လေဟုတ်ကဲ့ ဟုတ်ကဲ့ဟုတ်ကဲ့ ဟုတ်ပါလား ဟုတ်ပါတယ်ဗျာ ဟင် ဟုတ်ပါလား ဟင် ကျောင်းတော့အတူတူတာ ဟုတ်ကဲ့နော် ဟုတ်ပါဗျာ ဟင်ချက်မရှိပဲတဲ့ဒီဥပဲလို့လာအောင်ဆိုလာအောင်မှာ မှန်ပါ မှန်ပါ ဒါ ဗျာ ကချက်ကစားလာဆိုရင်ဥမရှိပဲတဲ့ဒီချက်ပဲပေါ့ဟုတ်ပါဟုတ်ပါဟုတ် မှန်ပါဗျာ အဲ့ဒီမှာအကြောင်းကျိုးသွားနေတော့လားလေ မှန်ပါဗျာ ဟုတ်ကဲ့လားဗျာ ဟုတ်ပါပါဗျာ အကြောင်းကျိုးသွားနေလား မှန်ပါဗျာ အဲ့ဒီခါကျမှနင်းနေကိုနင်းနာကြည့်လိုက်ဒေါသကြောင့်နင်းနေ နေကြော ရော့တာ မှန်ပါ မှန်ပါဗျာ ဟင် မှန်ပါ အဲ့ဒီကနေဟိုဘက်မှာမြဲတယ်ထင်တာမြဲမမြဲဘူးတခါတည်းဟိုတာတီယာညာငါပြတော့မှလေဒီကောင်မကောင်ပိုင်မပိုင်နေပြတော့မှလေ အဲ့ဒီကနေတဖြည်းဖြည်းနဲ့နောက်ဆုံးဟိုဘင်္ဂညာရောက်တော့အပြည့်ကြီးတဲ့မြင်တဲ့ချိန်ကြတော့တရားရှုံးပြီလေ မှန်ပါဗျာ တရားရှုံးပြီတရားရှုံးပြီတရားရှုံးပြီဟင်အဲ့ဒီမှာဟိုတို့ဘာနဲ့ပြောဘလို့သေတံကြခံရနေလူရဲ့မျက်နှာမျိုးကိုဖြစ်တော့တာ မှန်ပါဗျာ ဟင်အပြူရောဗျာဒီကွက်ကလေးတော့ဟိုဒီဘက်ကလေးတော့ဟင်အဲ့ဒါလေးအတန်လေးရတဲ့ဆုနေနေကလေးနဲ့ဗျာဟင်အဲ့ဒီယောဂနာအဲ့ဒီယောဂီနာတရားစစ်လိုက်ရင်လေအတန်လေးလည်းရဲတက်တက်နဲ့ဆုနေနဲ့ဟင်နာနာကြီးတော့တဲ့ဇီဝနောက်ကြတော့ဗျာဟင်ဟိုသေတံချက်ခံရမယ့်ပုဂ္ဂိုလ်ဟင် ဟုတ်ပါ မှန်ပါဗျာ ဒီအဲ့ဒီကနေဘာကြောင့်သေတံချက်ခံရတယ်ဆိုတော့ရှေ့ဘက်ကဒီတိုင်းချလို့ရတာမဟုတ်ရှေ့ဘက်ကစကားပြောရသေးတာထင်တယ် ဟုတ်ပါနော်မှန်ပါ ဒီတိုင်းနေမင်းဘာလို့တဲ့တွားထောင်မဟုတ်ဘူးမင်းဒါလို့တဲ့တွားသေးတာမဟုတ်ဘူးအဲ့ဒီမှာတတိယစိတ်ကြတော့သဘောပြတာရှိတာကိုပြတာဟုတ်နော် မှန်ပါ အနာတလက္ခဏာနဲ့ဒီခေါ်မှာပေါ့
ဟိုတို့ဘာနဲ့ပေါ်လို့သင်္ခါရုပ္ပခါရဲ့အုပ်စုလေ မှန်ပါဗျာ ဟင်သင်္ခါရုပ္ပခါအုပ်စုအဲ့ဒီကသင်္ခါရဆိုတာကရှူဖို့ဆိုင်ဖို့မလိုတော့ဘူးသူဟာသူကိုရှူသူဟာသူကိုရှာငါရှူဆိုတာလည်းရှိတော့ဘူးလေ ရှိတော့ မှန်ပါဗျာ ဟုတ်ဗျာ ဟုတ်ပါ တို့ဟာနဲ့ပြောရင်တော့ရင်းကားဆယ်ချက်လောက်တော့ဖြင့်ဟိုစပေးလိုက်ရတာပေါ့ကိုပဲစပေးဖို့မလိုတော့ဘူးအမှားဦးမဆောင်ဘူးအတိဦးဆောင်တယ် တိဦးဆောင် မှန်ပါ ဟိုတို့အမှန်နဲ့ပြောရင်တော့အောင်မေတ္တိဦးဆောင်တယ်ရှုမှတ်တတိမပါတော့ဘူး မှန်ပါ အောင်မေတ္တိဆိုတာတွင်းကမဟုတ်ဘူးလား မှန်ပါဗျာ ပထမဆယ်ချက်ကလေးတော့ရှုမှတ်တတိယူပါပါ ဟုတ် လား ပါဗျာ ဟိုဟာဒီပေါ့မိမွေးပြီးတယ်လို့ပေါ့ မှန်ပါဗျာ မင်းရှင်မရခင်မွေးပြီးတယ် ပြေးပေးလိုက်တယ် ဟုတ်နော်အဲ့ဒါပြီးအောင်မေတ္တိလေးနဲ့အဲ့ဒါကြည့်နေရောအဲ့ဒီမှာငါမရှိတာလဲရှိပါစေကြီးကပြဟုတ်နော် ဟုတ်ပါ မငဲတာမကောင်းတာမပိုင်တာလဲပြပြီးအဲ့ဒါပြပြီးမှသေတံပေးတာလား မှန်ပါ မှန်ပါ ဟုတ်ကလားဗျ ဟုတ် ဟုတ် ပါ ပါရဲ့ဗျာ ဟင်အဲ့ဒါပြီးမှသေတံဗျဟုတ်ကလားဗျ ဟုတ်ပါ မှန်ပါဗျာ အဲ့ဒီခါကျမှတို့သာသနာတွင်းဆိုရဲမေတ္တိလာဖူတိလာရမှာဗျ